အားလုံးပဲမင်္ဂလာပါ YC Podcast မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမယ့်အခန်းလေးကတော့ Harry Potter နဲ့မော်ကြောက်တုံးစာအုပ်မှာအခန်း73 Nicholas Flamel ဖြစ်ပါတယ် Dumbledore က Harry ဆက်ကြီးမုံကိုထပ်မရှာတော့ဖို့ Harry ကိုဖြောင်းဖျားခဲ့တာကြောင့် Christmas ပိတ်ရက်ရဲ့ကြန့်ရှိတဲ့ရက်တွေမှာကိုပြောင်းဝေယုံကသူ့ရဲ့တစ်တာအောက်ခြေမှာပဲခောက်ရက်သားရှိနေခဲ့ပါတယ်မှန်ထဲမှာမြင်ခဲ့ရတဲ့ပုံရိပ်တွေကိုလွယ်မေးဖြောက်နိုင်ရင်ကောင်းမှာပဲလို့ Harry မျှော်လင့်မိပေမဲ့တကယ်တမ်းမှာလွယ်ကူကူနဲ့မေးလို့မရခဲ့ပါဘူး Harry ကအိမ်မက်ဆိုးတွေစမှတ်လာပါတယ်တယောက်ကစူးစူးဝါးဝါရီမောနေပြီးသူမိဘတွေကအစိမ်းရောင်အလင်းတန်းတစ်ခုကြားမှာပျောက်ကွယ်သွားတာကိုပဲတစ်ခါတလဲလဲအိမ်မက်မှတ်နေခဲ့တာပါတွေ့လား Dumbledore ပြောတာမှန်တယ်အိမ်မက်လူကိုယူသွားအောင်လုပ်နိုင်တယ်လို့ Ron က Harry ရဲ့အိမ်မက်တွေအကြောင်းကြားတဲ့အခါပြောပါတယ်ကျောင်းပြန်မဖွင့်ခင်တရက်အလိုမှာပြန်ရောက်လာတဲ့ Hermione မှာတော့အမြင်တစ်မျိုးရှိနေခဲ့ပါတယ်။ Harry တယောက်ညဘက်ကြီးအိပ်ရာကထပြီး၃ညဆက်တိုက်ကျောင်းထဲလျှောက်သွားတာကိုကြားတော့ Filch တာမိသွားရင်ဘလို့လုံးမလဲဆိုပြီးသူအတော်လေးထိတ်လန့်သွားသလိုအဲ့ဒီလောက်အထိစွန့်စားခဲ့ပါလျက်နဲ့ Nicholas Flamel ကဘသူလဲဆိုတာမသိခဲ့ရတဲ့အတွက်လဲအတော်လေးစိတ်ပြတ်နေပါတယ်။ Harry ကအဲ့ဒီနာမည်ကိုတနေရာမှာဖတ်ခဲ့ဘူးတယ်လို့အသေးချာယုံကြည်နေပေမဲ့စာကြီးတိုက်ကစာအုပ်တအုပ်ထဲမှာသူတို့ Flamel ကျောင်းရှာတွေ့ဖို့မျှော်လင့်ချက်ကမရှိသလောက်ဖြစ်နေပါပြီ။ကျောင်းပြန်ဖွင့်တဲ့အခါမှာတော့အားလက်ချိန်10မိနစ်လောက်မှာစာအုပ်တွေကိုအမြန်လှလှောရှာဖွေတဲ့အလုပ်ပြန်စားကြပါတယ်။ Harry က Quidditch လေ့ကျင့်ရေးတွေပြန်ဆင်းနေရတာကြောင့်ကျန်တဲ့2ယောက်ထက်တောင်ရှာချိန်ပိုနေနေပါသေးတယ်။ဘူးကတော့အသင်းကိုအရင်ကထပ်ပို့ပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ပေးနေပါတယ်။နှင်းတွေအစားအဆက်မပြတ်ရွာနေတဲ့မိုးရေစက်တွေကတော့သူ့ရဲ့စိတ်အားထက်သန်မှုကိုမတားဆီးနိုင်ပါဘူး။ Weasley ညီကိုတွေကတော့ဟူးတယောက်ယူနေပြီလို့ညှိညူကြပေမဲ့ Harry ကတော့ဟူးဘက်ကပါ။တကယ်လို့ Hufflepuff နဲ့ရှင်ပြိုင်ရမယ့်နောက်ပွဲစဉ်မှာသာသူတို့အနိုင်ရရှိခဲ့ရင်9နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်အဆောင်ပေါင်းစုံချန်ပီယံပြိုင်ပွဲမှာ Slytherin အသင်းကိုကျော်တက်သွားနိုင်မှာဖြစ်ပါတယ်။အနိုင်ရခြင်းနဲ့စိတ်ဆန္ဒအပြင်လေ့ကျင့်ရေးတွေကြောင့်ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်သွားတဲ့အခါအိမ်မက်ဆိုးတွေမတာနေသွားတာကိုလည်း Harry သတိထားမိခဲ့တယ်။ဒါပေမဲ့မိုးတွေရွာပြီးရွှွန့်တွေဘွက်တွေနဲ့လေ့ကျင့်နေရတဲ့တရက်မှာတော့ဟူကအသင်းအတွက်သတင်းစိုးတစ်ခုတည်လာပါတယ်။အချင်းချင်းတိုက်ခိုက်ပြီးဓမျက်စည်းပေါ်ကပြုတ်ကျသလိုမျိုးဟန်ဆောင်နောက်ပြောင်နေကြတဲ့ Weasley ညီအကိုတွေကိုသူကဒေါသတကြီးអော်လိုက်တယ်။မင်းတို့နောက်ပြောင်နေတာရလိုက်ကြစမ်း။အဲ့လိုလုပ်နေငါတို့ပြန်ပွဲမှာရှုံးမှာပဲ။ဒီတစ်ခေါက် Snape ကဒိုင်လို့မှာကွာ။ तू က Gryffindor စီကနေအမှတ်နှုတ်ဖို့အကြောင်းပြချက်ရှာနေမှာသိကြတယ်။ George Weasley ကအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါတကယ်ပဲဓမျက်စည်းပေါ်ကနေပြုတ်ကျသွားပါတော့တယ်။ Snape ကဒိုင်လို့မယ်ဟုတ်လားလို့သူကပါဇက်ထဲကရွှွန့်တွေကိုထွေးထုတ်ရင်းမေးလိုက်တယ်။ तू ကဘယ်တော့Quidditchပွဲမှာဒိုင်လို့ဘူးလို့လဲ။ငါတို့တွေ Slytherin ထက်အမှတ်သာသွားနိုင်မယ့်အခြေအနေမျိုးဆိုရင် तू ဘယ်တော့မှမျှတတာဆုံးဖြတ်ပေးမှာမဟုတ်ဘူး။အသင်းသားတွေအားလုံးက George ဘေးနားကမြေပြင်ပေါ်ကိုဆင်းသက်လာပြီးဝိုင်းကန့်ကွက်ကြပါတယ်။ဒါငါအမှားမဟုတ်ဘူးလို့ဟူကပြောလိုက်တယ်။ Snape အနေနဲ့ငါတို့ကိုအပြစ်ရှာစရာအကြောင်းပြချက်မရအောင်ပွဲကိုစီးကန်းတကျကစားဖို့ပဲလိုတာပါ။ဒါကတော့ပြောရတာလွယ်တာပေါ့လို့ Harry တွေးလိုက်မိတယ်။ဒါပေမဲ့ Quidditch ကစားနေတော့Snape ကိုအနာမကပ်စေခြင်းနဲ့အခြားအကြောင်းပြချက်တစ်ခုလည်း Harry မှာရှိနေပါသေးတယ်။လေ့ကျင့်ရေးပြီးတဲ့အခါခါတိုင်းလိုပဲတခြားသူတွေကစကားဝိုင်းဖွဲ့ကြံခဲ့ပေမဲ့ Harry ကတော့ Gryffindor အဆောင်ဧကန်ကိုတန်းပြန်လာခဲ့ပါတယ်။အထဲမှာတော့ Ron နဲ့ Hermione တို့ကစစ်တူရင်ကစားနေကြပါတယ်။ Hermione ရှုံးနိမ့်ဖူးတဲ့အရာဆိုလို့စစ်တူရင်ကစားတာတစ်ခုပဲရှိပြီးအဲ့ဒါကသူ့အတွက်ကောင်းတဲ့အချက်ပဲလို့Harry နဲ့ Ron တို့ကယူဆထားကြပါတယ်။ Harry က Ron ဘေးမှာထိုင်လိုက်တဲ့အခါငါ့ကိုခဏလောက်စကားမပြောနဲ့အောင်လို့သူကပြောလိုက်တယ်။ငါအာယုံစိုက်ဖို့လို့ပြောရင်းနဲ့သူ Harry မျက်နှာကိုမြင်လိုက်တဲ့အခါမှာတော့စကားစားပြတ်သွားပြီးမင်းဘာဖြစ်လာလဲမျက်နှာအတော်လေးခြေနေမကောင်းပါလားလို့မေးလိုက်တယ်။ Harry ကဘသူမှမကြားအောင်အတန်ကိုနှိမ်ပြီး Snape တယောက်မသင်္ကာစရာရည်ရွယ်ချက်နဲ့ Quidditch ပွဲတိုင်းလုပ်တော့မဲ့သတင်းစိုးအကြောင်းကျန်တဲ့2ယောက်ကိုပြောပြလိုက်ပါတော့တယ်။မကစားနဲ့တော့လို့Hermione ကချက်ချင်းပြောပါတယ်
နေမကောင်းဘူးလို့ပဲပြောလိုက်လို့ရွန်ကအကြံပေးတယ်ခြေထောက်ကျိုးချင်းအောင်ဆောင်လိုက်ပါလားလို့ဟမိုင်ယိုနီကထပ်ပြောပြန်တယ်တကယ်ကျိုးအောင်လုပ်လိုက်လို့ရွန်ကထောက်ခံလိုက်တယ်မရဘူးလေလို့ဟယ်ရီကညင်ပါတယ်ငါနေရာမှာအစားထိုးကစားမဲ့သူမရှိဘူးငါသာမကစားရင်ဂရစ်ဖင်တော့အတင်ကစားလို့ရမှာမဟုတ်အဲ့ဒီအချိန်မှာပဲနယ်ဗယ်တယောက်အဆောင်ထဲကိုလူးလိမ့်ပြီးဝင်လာပါတယ်သူဘလို့လှုပ်ပြီးပုံတူပကြီးကားတကားပေါက်ကနေကြော်ဖြတ်လာတိုင်းတလဲဆိုတာအားလုံးအတွက်အံ့ဩစရာပါပဲဘာလို့လဲဆိုတော့သူ့ခြေထောက်နှစ်ဖက်ကခြေချုပ်ကျိန်စာကြောင့်တစ်ခုနဲ့တစ်ခုပူးကန်နေလို့ပါသူကဂရစ်ဖင်တော်မျှော်စင်အထိရုံကလေးလိုခုန်ပြီးလာခဲ့ရလောက်ပါတယ်ဟမိုင်ယိုနီကလွဲလို့အားလုံးကခွတ်ထိုးခွက်လှန်ဝိုင်းရီကြပါတယ်ဟမိုင်ယိုနီကတော့ချက်ချင်းထပြီးကျိန်စာဖြေတဲ့ဂါတာကိုယူပေးလိုက်တယ်နယ်ဗယ်ရဲ့ခြေထောက်တွေကွာသွားပြီးသူလဲတုံတုံရီရီနဲ့ထရက်လိုက်တယ်ဘာဖြစ်လာလဲဟမိုင်ယိုနီကသူ့ကိုဟယ်ရီနဲ့ရွန်တို့ဘေးမှာထိုင်ခိုင်းရင်းမိပါတယ်မဲဖွိုင်းလေနယ်ဗယ်ကတုံရီနေတဲ့အတန်နဲ့ပြောပြတယ်စာကြီးရိုက်အပြင်ဘက်မှာသူနဲ့တွေ့ရသူကအဲ့ကျိန်စာကိုစမ်းသပ်ဖို့တယောက်ယောက်ကိုလိုက်ရှာနေတာတဲ့ပမောက္ခမကောင်းနေကြစီသွားပြောလေသူ့ကိုတိုင်ပြောလိုက်လို့ဟမိုင်ယိုနီကတိုက်တွန်းလိုက်တယ်နယ်ဗယ်ကတော့ခေါင်းခါရင်နောက်ထပ်ပြဿနာတွေမတက်ချင်တော့ဘူးလို့တိုးတိုးလေးဖြေရှာပါတယ်မင်းသူ့ကိုပြန်တွန်းလှန်ရမယ်နယ်ဗယ်လို့ရွန်ကပြောလိုက်တယ်သူကလူတွေကိုနှိမ်ရအကျင့်ပါနေအဲ့နဲ့ပဲမင်းကသူ့ရှိမှအရှုံးပေးပြီးအနှိမ်ခံနေဖို့မလိုဘူးလေငါကဂရစ်ဖင်တော်မှနေဖို့အတွက်တတိမရှိဘူးလို့မင်းတို့ထပ်ပြောနေစရာမလိုပါဘူးမဲဖွိုင်းကပြောပြီးသားပါနယ်ဗယ်ကဝမ်းနဲ့ပတ်လက်နဲ့ပြန်ဖြေလိုက်တယ်ဟယ်ရီကသူ့ဝိယုံအိတ်ကတ်ထဲကိုစမ်းကြည့်လိုက်တဲ့အခါခရစ်စမတ်တုန်းကဟမိုင်ယိုနီပေးထားတဲ့ချောကလက်ဖာရုပ်ဘူးတွေကကျန်းနဲ့နောက်ဆုံးတစ်ရုပ်ကိုတွေ့သွားပါတယ်။သူကအဲ့ဒါကိုငုံမဲမဲဖြစ်နေတဲ့နယ်ဗယ်ကိုပေးလိုက်တယ်။မင်းကမဲဖွိုင်းထက်12ဆလောက်ပိုတန်မိုးရှိပါတယ်လို့ဟယ်ရီကအားပေးလိုက်တယ်။အဆောင်ခွဲအုပ်ထုပ်ကမင်းကိုဂရစ်ဖင်တော်အတွက်ရွေးခဲ့တာလေဟုတ်တယ်မလား။မဲဖွိုင်းကတော့ပမာလေ။နန်ဆော်နီရဲ့စလီသရင်းပါလေ။နယ်ဗယ်ကချောကလက်ဖာကိုဖောက်ရင်းအားငယ်စွာပြုံးလိုက်တယ်။ကျေးဇူးပါဟယ်ရီ။ငါသွားအိတ်လိုက်အောင်မယ်။ဒီတွေကကပ်ပြားကိုယူအောင်မလား။မင်းကတ်တွေစုနေရမဟုတ်လား။နယ်ဗယ်ထွက်သွားတဲ့အခါဟယ်ရီကကြော်ကြားတဲ့မော်စရာကပ်ပြားကိုကြည့်လိုက်တယ်။ဒမ်ဘယ်ဒိုပဲထက်ရတာပဲလို့သူကပြောရင်းသူကငါပထမဆုံးရခဲ့တဲ့ရုတ်တရက်ဟယ်ရီစကားရက်သွားတယ်။သူကကပ်ပြားရဲ့အနောက်ဘက်ကစာသားတွေကိုစိုက်ကြည့်နေမိတယ်။ပြီးတော့ရွန်နဲ့ဟမိုင်ယိုနီကိုမော့ကြည့်ပြီးငါတို့ရှာတွေ့ပြီလို့တိုးတိုးလေးပြောလိုက်တယ်။ငါဖလမဲကိုရှာတွေ့ပြီ။ဒီနာမည်ကိုတနေရာမှာဖတ်ဖူးပါရဲ့လို့ငါပြောသားပဲ။ဒီကိုလာရထားအောင်မှာဖတ်ခဲ့တာ哦။နားထောင်ကြစမ်း။ဒမ်ဘယ်ဒိုသည်1945ခုနှစ်တွင်တကိုးကြီးမော့စရာဆိုဂရင်းဒယ်ဝေါ်ကိုနှိမ်နင်းအနိုင်ယူခဲ့ခြင်းနဂါးသွေးအားအတုံးချပုံ12မျိုးကိုရှာဖွေတွေ့ရှိခဲ့ခြင်းနှင့်သူ၏လုပ်ဖော်ကိုင်ဘက်နီကိုလတ်ဖလမန်နှင့်တူအကီရဲ့ပညာရပ်ကိုပူးတွဲသုတေသနပြုခဲ့ခြင်းတို့ကြောင့်အထူးပင်ကြော်ကြားသည်တဲ့ဟမိုင်ယိုနီကဖက်ခနဲမတက်ထားရက်လိုက်တယ်သူတို့ရဲ့အိမ်စာအမှတ်တွေကိုပထမဆုံးပြန်ရချိန်တုန်းကလွဲရင်အခုလိုမျိုးသူစိတ်လှုပ်ရှားတက်ကြွနေတာကိုတခါမှမတွေ့ခဲ့ဘူးပါဘူးဒီမှာပဲစောင့်နေကြလို့သူကပြောပြီးမင်းကလေးအိတ်ဆောင်ဘက်ကိုပြေးတက်သွားပါတော့တယ်ဟယ်ရီနဲ့ရွန်တို့တယောက်ကိုတယောက်ကြောင်ပြီးကြည့်နေတော့မှပဲသူကစာအုပ်အထူကြီးတအုပ်ကိုပိုက်ပြီးပြန်ပြေးဆင်းလာတယ်ဒီထဲမှာရှာဖို့ကလုံးဝမစင်စားမိခဲ့ဘူးသူကစိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ်ဒီစာအုပ်ကိုဟိုးရင်အပတ်တွေကလေးကစာကြီးတိုက်ကနေပြင်းပြေဖတ်ဖို့ငှားလာတာလေပြင်းပြေဟုတ်လားရွန်ကမေးပေမဲ့ဟမိုင်ယိုနီကတော့သူ့ကိုတိုးတိုးနေဖို့ပြောလိုက်ပြီးတခုခုကိုခတ်တိုးတိုးရေရုပ်ကစာမျက်နှာတွေကိုခတ်သွက်လေးလှမ်းပြီးရှာနေပါတော့တယ်နောက်ဆုံးတော့သူရှာနေတာကိုတွေ့သွားပါပြီငါတိတာပဲငါ့ကိုစကားပြောလို့မရသေးဘူးလားရွန်ကအစိတ်မရှိတဲ့အတန်နဲ့မေးလိုက်တယ်ဟမိုင်ယိုနီကတော့သူ့ကိုခရူးမဆိုင်ပဲနီကိုလတ်ဖလမဲဆိုတာလို့အစားချီပြီးလှုပ်ဝက်ဆန်းပြတဲ့အလေးတန်းနဲ့ပြောလိုက်တယ်မော်ကြောက်တုံးကိုဖန်တီးခဲ့တယ်တူးဒီသောမော်စရာပဲဒါပေမဲ့ဒီစကားကသူမျောလင့်ထားသလောက်တော့ဟယ်ရီနဲ့ရွန်တို့အပေါ်တရားမှုမရှိခဲ့ပါဘူးဘာကြီးဟယ်ရီနဲ့ရွန်ကတပြိုင်တည်းမေးလိုက်တယ်အိုးတကယ်ပါပဲနင်တို့နှစ်ယောက်စာမဖတ်ကြဘူးလားဒီမှာကြည့်ဒါကိုဖတ်ကြည့်
ဟမိုင်ယိုနီကစာအုပ်ကိုသူတို့ရှေ့တိုးပေးလိုက်တဲ့အခါဟယ်ရီနဲ့ရိုနိုကအခုလိုဖတ်လိုက်ရပါတယ်။ရှေးဟောင်းအဂီရဲ့ပညာရပ်သည်အမခန့်အစွမ်းများရှိသောဒဏ္ဍာရီလာမော်ကြောက်တုံးအားဖန်တီးပြုလုပ်ခြင်းနှင့်သက်ဆိုင်ပါသည်။ထိုကြောက်တုံးသည်မြည်သည့်တတုမျိုးကိုမဆိုတန့်စင်သည့်ရွှေအဖြစ်ပြောင်းလဲပေးနိုင်ပြီးတောက်တုံးသူအားမသိနိုင်အောင်ပြုလုပ်ပေးသည့်တက်ဆောင်ဆေးရည်ကိုလည်းထုတ်လုပ်ပေးနိုင်ပါသည်။ရာစုနှစ်ပေါင်းများစွာအတွင်းမော်ကြောက်တုံးနှင့်ပတ်သက်သည့်သတင်းမှတ်တမ်းများစွာရှိခဲ့တော်လဲလက်ရှိတွင်အမှန်စင်စစ်တည်ရှိနေသည့်တခုတည်းသောမော်ကြောက်တုံးမှမူထင်ရှားကျော်ကြားသည့်အဂီရဲ့ပညာရှင်ကြီးတစ်ဖြစ်လဲအော်ပရာဂီတချစ်မြတ်နိုးသူမစ္စတာနီကိုလတ်ဖလမဲသာပိုင်ဆိုင်ထားပါသည်လွန်ခဲ့သောတစ်နှစ်တွင်မှအသက်665နှစ်ပြည့်မွေးနေ့ကိုဆင်နွှဲခဲ့သောမစ္စတာဖလမဲသည်သူ၏ဇနီးဖြစ်သူဖယ်ရနယ်အသက်658နှစ်နှင့်အတူဒေဗွန်တွင်အေးအေးချမ်းချမ်းနေထိုင်လျက်ရှိပါသည်တွေ့ပြီလားသူတို့ဖတ်ပြီးတဲ့အခါဟမိုင်ယိုနီကပြောလိုက်တယ်ခွေးကြီးကဖလမဲရဲ့မော်ကြောက်တုံးစောင့်ကြက်နေရပဲဖြစ်ရမယ်ဖလမဲကဒမ်ဘယ်ဒိုနဲ့တငယ်ချင်းတွေဆိုတော့တယောက်ယောက်ကကြောက်တုံးကိုလူဖို့ကြိုးစားနေရသေးလို့ဒမ်ဘယ်ဒိုစီမှာလာအပ်ထားတာသိကြတယ်အဲဒါကြောင့်လဲ Green Gods Band ကထုတ်လာခိုင်းတာပေါ့ရွှေတွေလည်းဖန်တီးပေးနိုင်တယ်မသေးအောင်လည်းလုပ်ပေးနိုင်တယ်တဲ့ဟယ်ရီကအန်အော်တကြီးပြောလိုက်တယ်စနိပ်ကအဲ့ဒါကိုလိုချင်နေရမစမ်းတော့ဘသူမဆိုလိုချင်ကြမှာပဲဒါကြောင့်မို့လို့ငါတို့ခေတ်သစ်မော်ပညာတိုးတက်ဖြစ်ထွန်းမှုများအားလေးလံသုံးသပ်ချက်စာအုပ်ထဲမှာဖလမဲကိုရှာမတွေ့ခဲ့တာကိုလို့ရွန်ကပြောလိုက်တယ်သူ့အသက်က665နှစ်တောင်ရှိနေပြီဆိုတော့လေခေတ်သစ်အမျိုးအစားတွေရောက်မနေတာမစမ်းပါဘူးဟုတ်တယ်မလားနောက်တနေ့မနက်မော်နက်အတက်ကာကွယ်ရေးအတန်းမှာတမန်ဝင်ပလေအကိုက်ခံရတာကိုကူတာတဲ့မီလန်အမျိုးမျိုးကိုကူရေးနေရတော့မှလေဟယ်ရီနဲ့ရိုနိုကမော်ကြောက်တုံးသာသူတို့စီမှာရှိရင်ဘာလုပ်မလဲဆိုတာကိုပဲတွတ်ဆွေးနွေးနေကြပါတယ်ရွန်ကကိုပိုင်ခွစ်ဒစ်အသင်းဝယ်ပြစ်မယ်လို့ပြောတော့မှဟယ်ရီလည်းစနိပ်တိုင်လုံးမဲ့ပွဲအကြောင်းသတိရသွားပါတော့တယ်ငါပွဲကိုဝင်ကစားမယ်ဟယ်ရီကရွန်နဲ့ဟမိုင်ယိုနီကိုပြောလိုက်တယ်ငါသာမကစားရင်စနိပ်ကိုရင်ဆိုင်ရမှာကြောက်လို့ရှောင်ပြေးတယ်လို့စလီသရင်းတွေကတွေးကြလိမ့်မယ်ငါတို့ကိုတက်တည်ပြလိုက်မယ်ငါတို့သာနိုင်သွားခဲ့ရင်တော့သူတို့မျက်နှာပေါ်အပြုံးတွေလုံးဝပျောက်ကွယ်သွားမှသိကြတယ်ကွင်းထဲကနေနေအလောင်းကိုကောက်သိမ်းရမျိုးသားမဖြစ်ပါစေနဲ့ဟဲ့ဟမိုင်ယိုနီကစိုးရင်တကြီးပြောလိုက်ပါတယ်ဒါပေမဲ့ပွဲစဉ်နေ့နီးကပ်လာတာနဲ့အမျှရွန်နဲ့ဟမိုင်ယိုနီကိုဘလို့ပဲပြောထားခဲ့ပါစေဟယ်ရီရင်ထဲမှာတော့စိုးရိမ်ထိတ်လန့်စိတ်တွေပိုပြီးတိုးပွားလာနေခဲ့ပါတယ်ကျန်တဲ့အသင်းသားတွေလည်းတိတ်ပြီးတီငိမ့်မရှိကြပါဘူးခုနှစ်တိုင်ဘသူမှမလုံနိုင်ခဲ့တဲ့အရာဖြစ်တဲ့အဆောင်ပေါင်းစုံချန်ပီယံပြိုင်ပွဲမှာစလီသရင်အသင်းကိုကြော်တက်သွားဖို့ဆိုတဲ့စိတ်ကူးကအတော်လေးကြည်နူးစရာကောင်းပေမဲ့အခုလိုဗတ်လိုက်လွန်တဲ့ဒိုင်လူကြီးမျိုးနဲ့ဆိုရင်ကောသူတို့ကိုအနိုင်ရခွင့်ပေးပါမလားဆိုတာမေးစရာဖြစ်နေခဲ့ပါတယ်ဟယ်ရီစိတ်ထင်လိုပဲလားတကယ်လားမသိပေမဲ့သူသွားလေရမှာစနိပ်နဲ့ကြီးခဏစုံနေရသလိုခံစားနေရပါတယ်တချို့အချိန်တွေမှာဆိုရင်စနိပ်ကသူ့ကိုအပြင်မှာတယောက်တည်းရှိနေတော့မိအောင်ဖမ်းဖို့အနောက်ကနေတကောက်လိုက်ချောင်းနေတာလားလို့တောင်ဟယ်ရီတွေးမိခဲ့ပါတယ်။ဆေးရီဖော်ဆန်ဒီသင်ခန်းစာတွေမှာဆိုရင်လေစနိပ်ကဟယ်ရီကိုတောက်လျှောက်နှိပ်ကွနေတာကြောင့်အပတ်စဉ်နှိပ်ဆက်ပွဲကြီးတစ်ခုလိုဖြစ်နေပါတယ်။သူတို့မော်ကြောက်တုံးကြောင့်တည်သွားတာကိုစနိပ်များရိမ့်ပြီးသွားလို့လား။သူသိနိုင်စရာအကြောင်းမရှိဘူးလို့ဟယ်ရီထင်ထားပေမဲ့တခါတလေမှာတော့စနိပ်ကသူများစိတ်ကိုဖတ်နိုင်နေသလိုအသေးရစရာခံစားချက်ကြီးသူရနေခဲ့ပါတယ်။ပွဲနေ့ဖြစ်တဲ့နောက်တနေ့နေ့လယ်ပိုင်းမှာတော့အဝေလဲကန်းအပြင်ဘက်မှာရိုနဲ့ဟမိုင်ယိုနီတို့ကသူ့ကိုတက်ရှိထင်ရှားပြန်တွေ့ရပါအောင်မလားဆိုတဲ့စိုးရိမ်စိတ်နဲ့ကံကောင်းပါစေလို့နှုတ်ဆက်စကားပြောနေကြတာကိုဟယ်ရီရိပ်မိနေခဲ့ပါတယ်။ဒါကစိတ်သက်သာရစေမယ့်အရာတော့မဟုတ်ခဲ့ပါဘူး။ဟယ်ရီကသူ့ရဲ့ Quidditch ဝေယုံကိုလဲဝယ်ပြီးNimbus 2000တမျက်စီးကိုကောက်ကင်လိုက်ချိန်မှာဝူရဲ့စိတ်တမ်းမြင့်တင်ပေးတဲ့စကားတွေကိုတခွန်းမှတေချာမကြားရတော့ပါဘူး။ဒီတော့အတွင်းမှာတော့ရွန်နဲ့ဟမိုင်ယိုနီတို့ကပွဲကြည့်စင်ပေါ်ကနေဗယ်ရဲ့ဘေးနားမှာနေရာရသွားခဲ့ပါတယ်။နေဗယ်ကတော့သူတို့နှစ်ယောက်ဘာလို့အဲ့ဒီလောက်အထိမျက်နှာပြတ်ပြီးစိုးရိမ်နေကြတာလဲ။ဘာလို့ပွဲတဲ့ကိုမှော်တုတ်တန်တွေပါယူလာကြတာလဲဆိုတာကိုလုံးဝနားမလည်နိုင်ခဲ့ပါဘူး။အမှန်ကရွန်နဲ့ဟမိုင်ယိုနီတို့ခြေချုပ်ချိန်စာကိုတိကလေးလေ့ကျင့်ထားကြတယ်ဆိုတာကိုဟယ်ရီလုံးဝမသိခဲ့ပါဘူး။မက်ဖိုင်းက Neville အပေါ်
ဒီကာတာကိုသုံးခဲ့တာကနေသူတို့စိတ်ကူးရသွားခဲ့တာဖြစ်ပြီး Snape သာ Harry ကိုအန္တရာယ်ပြုခြင်းနဲ့အရေးအယောင်ပြလာခဲ့ရင် Snape ပေါ်မှာချက်ချင်းသုံးဖို့အသင့်ပြင်ထားကြတာဖြစ်ပါတယ်။ Ron ကသူ့ရဲ့မော်ဒုတ်တန်ကိုအင်ကြီးလက်ထဲရှို့ထဲလိုက်ချိန်မှာကဲအခုမေးမသွားနဲ့ဦးနော်။ကာတာက Locomotor Mortis နော်လို့ Hermione ကတိုးတိုးလေးသတိပေးလိုက်တယ်။ငါသိပါတယ်။ Ron ကခက်ပြက်ပြက်ပြန်ပြောလိုက်တယ်။ပူညံလုံးမနေစမ်းပါနဲ့။အဝတ်လဲခန်းထဲမှာတော့ Hook က Harry ကိုတီးတန့်ခေါ်ထုတ်လိုက်ပါတယ်။မင်းကိုဖိအားတော့မပေးချင်ပါဘူးဖော်တာ။ဒါမဲ့တကယ်လို့သာငါတို့ Snitch ကိုအမြန်ဆုံးဖမ်းမိဖို့လိုအပ်ခဲ့မယ်ဆိုရင်အဲ့ဒါအခုချိန်ပဲဖြစ်လိမ့်မယ်။ Snape က Hufflepuff ဘက်ကိုအရန်မျက်နှာသာမပေးခင်မှာကစားပွဲကိုအဆုံးသတ်လိုက်ပါ။ကျောင်းသားတွေကအပြင်မှာရောက်နေပြီ။ Fred Weasley ကတကားဝါကနေချောင်းကြည့်ရင်းပြောလိုက်တယ်။ဟာ Dumbledore တောင်လာကြည့်ရဟာ။ Harry ရင်ထဲမှာလှိုက်ခင်နဲ့ဖြစ်သွားပါတယ်။သူက Dumbledore လာလို့မေးရင်တေချာအောင်လို့တကားစီတုတ်ချေတင်ပြီးပြေးကြည့်လိုက်ပါတယ်။ Fred ပြောတာအမှန်ပါပဲ။အဲ့ဒီငွေရောင်မုတ်စိတ်မွေးကြီးကတော့လွဲစရာအကြောင်းကိုမရှိပါဘူး။ Harry ကအစိတ်သက်သာရသွားလွန်းလို့အတန်ကြဲကြဲနဲ့ရီမောမိမတက်ပါပဲ။သူဘေးကင်းသွားပါပြီ။ Dumbledore သာကြည့်နေရင်တော့ Snape ကသူ့ကိုဘလို့နီးနဲ့မှအန္တရာယ်ပြုရဲမှာမဟုတ်တော့ဘူးလေ။ဒါကြောင့်မို့များလားမသိအသင်းတွေကွင်းအတွင်းကိုချီတက်ဝင်ရောက်လာချိန်မှာ Snape ရဲ့မျက်နှာကအတော်လေးဒေါသထွက်ပုံပေါက်နေခဲ့ပါတယ်။ဒါကို Ron လည်းသတိထားမိခဲ့ပါတယ်။ Snape မျက်နှာအဲ့လောက်ထိခက်ထန်နေငါတခါမှမမြင်ဘူးလို့ Ron က Hermione ကိုပြောလိုက်တယ်။ကြည့်လိုက်အောင်သူတွေထွက်လာကြပြီ။အာတယောက်က Ron ရဲ့ခေါင်းနောက်ဖက်ကိုလာထိုးလိုက်တာပါ။အဲ့ဒါကတော့ Malfoy ပါပဲ။ Oh sorry Weasley မင်းကိုမမြင်လိုက်လို့Malfoy က Crabbe နဲ့ Guido ဘက်ကိုလှည့်ပြီးဆက်ဖြဲဖြဲရီပြလိုက်တယ်။ဒီတစ်ခါတော့ပေါ်တာတယောက်သူ့တမျက်စီးပေါ်မှာဘလောက်ကြာကြာနေနိုင်မယ်ထင်လဲ။တယောက်လောင်းကျင်သေးလား။မင်းရောဘလို့လဲ Weasley ။ Ron ကတော့ပြန်မဖြေခဲ့ပါဘူး။ George Weasley ကသူ့စီကိုဘလက်ဂျာပေါ်လုံးရိုက်လွတ်လိုက်တယ်ဆိုပြီး Snape က Hufflepuff အသင်းကိုဂိုးသွင်းခွင့်ပေးလိုက်လို့ပါ။လက်ချောင်းလေးတွေကိုပေါင်ပေါ်မှာကြစ်ပါအောင်ရှက်ထားရင်းဆူတောင်းနေတဲ့ Hermione ကတော့ကွင်းပေါ်မှာသိန်းငှက်တကောင်လိုဝဲပြန်ရင်း Snitch ဘောလုံးကိုလိုက်ရှာနေတဲ့ Harry ကိုပဲမျက်စိမလွဲတမ်းစူးစိုက်ကြည့်နေခဲ့ပါတယ်။ဘာအကြောင်းရင်းမှမရှိပဲ Snape က Hufflepuff ကိုဂိုးသွင်းခွင့်ထပ်ပေးပြီးလိုက်တဲ့နောက်မိနစ်အနည်းငယ်အကြာမှာပဲ Gryffindor အသင်းကလူတွေကိုဘလို့ရွေးတယ်လို့ငါထင်တယ်သိလားလို့ Malfoy ကပြောလိုက်ပြန်တယ်။တနာစရာကောင်းတဲ့သူတွေကိုရွေးတာလေ။ကြည့်လိုက်မိဘမရှိတဲ့ Potter ရှိမယ်။ပြီးတော့ပတ်စံမရှိတဲ့ Weasley တွေလည်းရှိတယ်။မင်းလည်းအသင်းလဲပါနေတာပဲလောင်းပေါ်တော့မင်းကအုံနောက်မရှိဘူးလေ။ Neville မျက်နှာကြီးနီမြန်းသွားပေမဲ့သူက Malfoy ဘက်ကိုလှည့်ထိုင်ပြီးမျက်နှာချင်းဆိုင်လိုက်တယ်။ငါမင်းတဲ့စနစ်စားလောက်ပုတ်တန်မှုရှိရကွာ Malfoyဆိုပြီးအထစ်ထစ်အငေါငေါနဲ့ပြောလိုက်တယ်။ Malfoy, Crabbe နဲ့ Guido ကအကျဲကြီးအော်ရီလိုက်ကြပေမဲ့ကစားပွဲကနေမျက်လုံးမခွာရသေးတဲ့ Ron ကတော့ပြောပြလိုက်စမ်းနဲ့ပဲဆိုပြီးအားပေးလိုက်ပါတယ်။ Longbottom အုံနောက်တွေကရွှေနဲ့လှုပ်ထားတာဆိုရင်တော့မင်းက Weasley ထက်ပိုမွဲမှသေးကြတယ်။ဒီလောက်ဆိုမင်းညံ့ရီကိုခံမှန်းကြည့်လို့ရလောက်ပြီနော်။ Malfoy ရဲ့စော်ကားမှုကိုကြားလိုက်ရတဲ့အခါ Harry အတွက်စိုးရိမ်ပြီးစိတ်တွေတင်းမာနေတဲ့ Ron ကတီးမခံနိုင်တော့ပါဘူး။ငါသတိပေးလိုက်မယ် Malfoy နောက်တစ်ခုထပ်ပြောကြည့်။ Ron Hermione ကရုတ်တရက်អော်လိုက်တယ်။ Harry ကိုကြည့်အောင်။ဘာလဲဘာမှလဲ။ Harry ကရုတ်တရက်ကောင်းကင်ယံကနေဒုံးကျည်တစ်စင်းလိုမြေပြင်ပေါ်ကိုအရှိန်နဲ့ထိုးဆင်းသွားတာကြောင့်ပရိသတ်တွေအားလုံးအံ့ဩတကြီးအော်ဟစ်ပြီးအားပေးလိုက်ကြပါတယ်။ Hermione ကတော့စိတ်လှုပ်ရှားလွန်းလို့လက်ချောင်းလေးတွေကိုပါးစပ်တဲခဲပြီးရက်ကြည့်နေမိတယ်။မင်းကန်ကောင်းသွားတယ် Weasley ။ပေါ်တာမြေပေါ်မှာပတ်စံတွေးသွားတဲ့ပုံပဲလို့ Malfoy ကပြောလိုက်တယ်။အဲ့ဒီအချိန်မှာ Ron စိတ်လွတ်သွားပါတော့တယ်။ဘာတွေဖြစ်နေလဲဆိုတာကို Malfoy မသိလိုက်ခင်မှာပဲ Ron ကသူ့ဘောကိုခုံအုပ်လိုက်ပြီးကျမ်းပြင်ပေါ်မှာလူလိမ့်ကထိုးကျိတ်ကြပါတော့တယ်။ Neville ကလည်းဝေခွဲမရဖြစ်နေပြီးမှ Ron ကိုကူညီဖို့အတွက်ထိုင်ကုန်တွေပေါ်ကနေကြော်တက်ပြီးထလာပါတော့တယ်။ Harry တယောက် Snape ရှိတဲ့နေရာစီကိုတက်တက်မတ်မတ်အရှိန်နဲ့ထိုးဆင်းသွားတာကိုကြည့်ဖို့ထိုင်ကုန်ပေါ်ခုန်တက်ရင်းလှုပ်ဆမ်းပါ Harry လို့ Hermione ကအတန်ကုန်အော်ဟစ်လိုက်တယ်။သူထိုင်ကုန်အောက်မှာ Ron နဲ့ Malfoy တို့လူလိမ့်နေတာကိုရော Neville, Crabbe နဲ့ Guido ရဲ့ဝဲပြန်နေတဲ့လက်သီးချက်တွေကြားကဘလုံးပထွေးအတန်တွေနဲ့အော်ဟစ်တန်တွေကိုရောသူသတိမထားမိတော့ပါဘူး
ကောင်းကင်ယံမှာတော့ Snape ကဓမြက်စည်းကိုလှည့်လိုက်တဲ့အချိန်သူ့ဘေးနားကနေကြက်သွေးရောင်အရာတစ်ခုလက်မအနှဲငယ်အကွာကနေပြီးဝှေ့ကနေဖြတ်သွားတာကိုမြင်လိုက်ရပါတယ်။နောက်တစ်စက္ကန့်အကြာမှာတော့ Harry ကအရှိန်ကိုထိန်းလိုက်ပြီးသူ့ရဲ့လက်ကိုအောက်နိုင်သူအဖြစ်ညှောက်ပြလိုက်တယ်။သူ့လက်ထဲမှာ snitch ဘောလုံးလေးကိုဖမ်းဆုပ်မိထားပြီးလေ။ပရိသတ်တွေစီကအော်ဟစ်တန်တွေကမိုးထစ်ချုံသလိုထွက်ပေါ်လာပါတယ်။ဒါကစံကြေးတစ်ခုပါပဲ။ snitch ကိုဒီလောက်မြန်မြန်ဖမ်းမိတာဘယ်တော့မှလဲဆိုတာဘယ်သူမှမမှတ်မိကြတော့ပါဘူး။ဟမိုင်ယိုနီက Ron နင်ပမာလဲပွဲပြေးပြီဟာ Harry နိုင်သွားပြီငါ့တွေနိုင်ပြီ Gryffindor ကအမှတ်အသားစီရသွားပြီလို့အော်ဟစ်ရင်းသူ့ရဲ့ထိုင်ကုန်ပေါ်မှာခုန်ပေါက်နေကရှေ့တန်းမှာထိုင်နေတဲ့ဖဖာတီဖတ်သေးကိုဖတ်လိုက်ပါတော့တယ်။ Harry ကမြေပြင်ပေါ်ကိုခုန်ဆင်းလိုက်တဲ့အခါသူ့ကိုယ်သူတောင်မယုံနိုင်သေးပါဘူး။သူလုံနိုင်ခဲ့ပါပြီ။ပွဲက9မိနစ်တောင်မပြည့်သေးပဲပွဲသိမ်းသွားပါပြီ။အသင်းဘော်တွေကွင်းထဲကိုပြေးဝင်လာကြတဲ့အချိန်မှာပဲသူ့နီးနားမှာဆင်းသက်လိုက်တဲ့ Snape ရဲ့မျက်နှာကဖြူဖြော်ပြီးနှာခမ်းတွေတင်းတင်းစီထားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီနောက်သူ့ပခုံးပေါ်ကိုလက်တစ်ဖက်ရောက်လာတာကြောင့်လှည့်ကြည့်လိုက်တဲ့အခါပြုံးနေတဲ့ Dumbledore ရဲ့မျက်နှာကိုတွေ့လိုက်ရပါတယ်။တော်တယ်လို့ Dumbledore က Harry တယောက်တည်းကြားရအောင်တိုးတိုးလေးပြောလိုက်တယ်။မင်းအဲ့ဒီမှန်အကြောင်းကိုပဲစဉ်းစားမနေပဲကိုအလုံးမြောက်ထားနိုင်တာတွေ့ရတာဝမ်းသာတယ်။တကယ်ကိုထူးချွန်ပါပေတယ်။ Snape ကတော့ဒေါသတကြီးနဲ့မြေပြင်ပေါ်ကိုတွေးထွေးလိုက်ပါတယ်။ခဏအကြာမှာတော့ Harry ကသူ့ရဲ့ Nimbus 2000ဓမြက်စည်းကိုဓမြက်စည်းကိုတောင်နဲ့ပြန်ထည့်ဖို့အဝတ်လဲကန်းတွေကနေတယောက်တည်းထွက်လာခဲ့ပါတယ်။သူ့တက်မှာဒီလောက်အထိပျော်ရွှင်ခဲ့ရဘူးတာမျိုးတစ်ခါမှမရှိပါဘူး။အခုဆိုရင်သူကအမှန်တကယ်ဂုဏ်ယူစရာကောင်းတဲ့အရာတစ်ခုကိုလုပ်ပြနိုင်ခဲ့ပြီဖြစ်လို့သူကိုနာမည်ကျော်ယုံတက်ပဲလို့ဘယ်သူကမှမဆွဆွဲနိုင်တော့ပါဘူး။ညနေခင်းလေပြေအေးရလဲဒီလောက်အထိလက်ဆက်မွေးကြိုင်နေတာမျိုးတစ်ခါမှမကြုံခဲ့ဘူးပါဘူး။သူကဆိုးဆိုးနေတဲ့မြက်ခင်းပြင်ပေါ်လမ်းလျှောက်သွားရင်လွန်ခဲ့တဲ့တနာရီကဖြစ်ပျက်ခဲ့သမျှတွေကိုပျော်စရာအိမ်မက်တစ်ခုလိုစိတ်ထဲမှာပြန်ပုံဖော်ကြည့်နေခဲ့တယ်။ Gryffindor အသင်းသူအသင်းသားတွေကသူ့ကိုပခုံးပေါ်မြှောက်တင်ဖို့ပြေးလာကြပုံတွေအဝေးမှာ Ron နဲ့ Hermione တို့ခုန်ပေါက်နေကြပြီး Ron ဆိုရင်နှာခေါင်းသွေးတွေဒလဟောယိုစီးနေရတာအားရပါရအော်ဟစ်အားပေးနေခဲ့ပုံလေးပေါ့။သူကဓမြက်စီးထားတဲ့ကိုရောင်ကိုရောက်တဲ့အခါတစ်သားတကားကိုမှီရင်းစီးစာနေရအောက်မှာနေရဲလင်းလက်နေတဲ့ပြတင်းပေါက်တွေနဲ့ Hogwarts ကျောင်းတော်ကြီးကိုလှမ်းကြည့်လိုက်တယ်။ Gryffindor အသင်းကရှေ့ကနေဦးဆောင်နေပြီးသူလုံနိုင်ခဲ့ပြီ။ Snape ကိုလည်းသူတက်သေးပြနိုင်ခဲ့ပါပြီ။ Snape အကြောင်းပြောရင်းနဲ့မှရုတ်တရက်ခေါင်းစုပ်ဝိယုံခြုံထားတဲ့လူတစ်ယောက်ရဲတိုက်ကြီးရဲ့အရှိလေကားကနေဆင်းလာတာကိုသူမြင်လိုက်ရတယ်။ဘယ်သူမှမမြင်စေချင်တဲ့ပုံစံမျိုးနဲ့အတက်နိုင်ဆုံးခတ်သက်သွက်လျှောက်သွားနေတာကတော့တားမြစ်ထားတဲ့တောအုပ်ဘက်ကိုပါ။ကြည်နေရင်းနဲ့ Harry ရဲ့အောင်ပွဲရတဲ့ခန်းစားချက်ကတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။အဲ့ဒီလူရဲ့လမ်းလျှောက်ပုံကိုမြင်တာနဲ့ Snape ဆိုတာသူချက်ချင်းသိလိုက်ပါတယ်။အားလုံးညစာစားနေချိန်မှာ Snape ကတောအုပ်ထဲကိုခိုးသွားတယ်လား။ဘာတွေဖြစ်နေတာပါလဲ။ Harry ကသူ့ရဲ့ Nimbus 2000ဘောကိုပြန်ခုန်တက်လိုက်ပြီးလေတူထဲပြန်တက်သွားခဲ့ပါတယ်။ရဲတိုက်ကြီးရဲ့အထက်မှာအတန်တိတ်ဝဲပြန်နေတော့မှပဲ Snape ကတားမြစ်တော်အုပ်ကြီးတဲကိုတုတ်ချေတင်ပြေးဝင်သွားတာကိုသူမြင်လိုက်ရတယ်။ဒါကြောင့်သူ့နောက်ကိုထက်ချက်မကွာလိုက်သွားခဲ့ပါတယ်။တစ်ပင်တွေကအရန်ထူထပ်လွန်းတာကြောင့် Snape ပဲရောက်သွားမှန်း Harry မမြင်ရတော့ပါဘူး။သူကတစ်ပင်ထိပ်ဖျားကတစ်ခတ်တွေကိုပုတ်တိုင်းမိတဲ့အထိတဖြည်းဖြည်းနှိမ့်ဆင်းရင်းစဝိုင်းပုံဝဲပြန့်နေရင်းနဲ့မှစကားပြောတဲ့တွေကိုကြားလိုက်ရပါတယ်။အတန်လာရစီသူ့ငိမ့်ကနေဝဲပြန်သွားပြီးမြင်မာလာတဲ့ Beast တစ်ပင်ကြီးတစ်ပင်ပေါ်အတန်မထွက်စေပဲဆင်းသက်လိုက်တယ်။တိရွက်တွေကြားထဲကနေချောင်းကြည့်နိုင်မှုအတွက်သူကဓမြက်စည်းကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်ထားရင်းတစ်ကိုင်းတစ်ခုပေါ်ကိုသတိထားပြီးဖြည်းဖြည်းချင်းတက်သွားခဲ့ပါတယ်။အောက်ဖက်ကမောင်ရိပ်ကျနေတဲ့ကွင်းပြင်ထဲမှာ Snape ရက်နေပါတယ်။ဒါပေမဲ့သူတယောက်တည်းမဟုတ်ပါဘူး။ပမောက္ခ Quirrell လည်းအဲ့ဒီမှာရှိနေတာပါ
Harry က Quirrell ရဲ့မျက်နှာအမူအရာကိုတိတိကျကျမမြင်ရပေမဲ့သူကအရှင်ကားထက်တောင်ပိုပြီးစကားတွေထစ်နေတာကိုသတိထားမိလိုက်တယ်။ Harry ကသူတို့ပြောနေတာတွေကြားရအောင်အစွမ်းကုန်နားဆွင့်လိုက်ပါတယ်။ဘာလို့တခြားနေရာတွေရှိရတဲ့ဒီလိုနေရာမျိုးမှတွေ့ချင်ရလဲ Severus ။ဟိုးဒီအကြောင်းကိုငါတို့နှစ်ယောက်တည်းအသီးသန့်ပြောချင်မယ်ထင်လို့လေ။ Snape ကအေးဆက်ဆက်လေတံနဲ့ပြောလိုက်တယ်။ဘလို့ပဲဖြစ်ဖြစ်ចောင်းသားတွေအနေနဲ့မော်ကြောက်တုံးကိုမသိသင့်ဘူးမဟုတ်လား။ Harry ရှေ့ကိုနည်းနည်းထပ်တိုးလိုက်တယ်။ Quirrell ကတခုခုကိုတိုးတိုးလေးပြန်ပြောနေပေမဲ့ Snape ကကြားဖြတ်ပြောလိုက်ပါတယ်။ Hagrid ရဲ့အဲ့ဒီသားရဲကောင်ကြီးကိုဘလို့ကြော်ဖျက်ရမလဲဆိုတာမင်းသိရပြီလား။ဒါပေမဲ့ Severus ကျွန်တော်မင်းငါ့ကိုရန်သူမတော်ချင်စမ်းပါနဲ့ Quirrell ။ Snape ကပြောရင်သူစီကိုချစ်တလှမ်းတိုးလိုက်တယ်။ကျွန်တော်ဘာလို့ဆိုလိုတာလဲမသိ။ငါဘာလို့ဆိုလိုတာလဲဆိုတာမင်းကောင်းကောင်းသိပါတယ်။အဲ့ဒီအချိန်မှာဇီးကွက်တကောင်ကကျဲလောင်စွာអော်လိုက်တာကြောင့် Harry ကတစ်ပင်ပေါ်ကနေပြုတ်ကျလူနီးပါဖြစ်သွားခဲ့ပါတယ်။သူပြန်ထိန်းလိုက်နိုင်တဲ့အချိန်မှာတော့ Snape ရဲ့စကားအသံကိုနှစွန်းနှဖျားထပ်ကြရလိုက်ပြန်တယ်။မင်းရဲ့အဲ့မော်တက်လွေးတွေပေါ့။ငါစောင့်နေမယ်။ဒါပေမဲ့ကျွန်တော်မဟုတ်ကောင်းပြီလေ။ Snape ကစကားဖြတ်ပြောလိုက်ပြန်တယ်။မင်းသေချာစဉ်းစားပြီးဘယ်ဘက်မှာရက်တည်မလဲဆိုတာကိုဆုံးဖြတ်ပြီးတဲ့အခါငါ့ကိုထပ်ပြီးစကားပြောကြတာပေါ့။ Snape ကဝေယုံကိုခေါင်းပြီးခြုံလိုက်ပြီးကွင်းပြင်ထဲကနေထွက်ခွာသွားပါတယ်။အခုဆိုရင်တော်တော်လေးမှောင်နေပြီဖြစ်ပေမဲ့ကြောက်ရွံ့လို့တောင့်တောင့်ကြီးရက်ကြံခဲ့တဲ့ Quirrell ကိုတော့ Harry မြင်နေရတော့မှာပဲ။ Harry နင်ဘယ်ရီရောက်နေရလဲ။ Hermione ကစိုးရိမ်တကြီးမေးလိုက်တယ်။ငါတို့နိုင်ရပြီ။မင်းနိုင်ရခဲ့။ငါတို့နိုင်ရပြီကွာ။ Ron က Harry ရဲ့ကြောကုန်းကိုအာပါတရပုတ်ရင်ဝမ်းသာအားရအော်ဟစ်လိုက်တယ်။ဒါတွေမကသေးဘူး။ငါ Malfoy ရဲ့မျက်လုံးညိုမဲဆွဲသွားအောင်ထိုးပစ်လိုက်တယ်။ Neville ဆိုရင်လည်း Crabbe နဲ့ Quine တို့နှစ်ယောက်လုံးတယောက်တည်းတတိရှိရှိဝင်ချတာကွာ။အခုထိတော့သူသတိမရသေးပေမဲ့ Madame Pomfrey ကတော့အဆင်ပြေသားမှာပါတဲ့။စေတရင်းအတင်းကိုကောင်းကောင်းပညာပြလိုက်တာပဲမဟုတ်ဘူးလား။အားလုံးဆောင်အိမ်ခန်းထဲမှာမင်းကိုစောင့်နေကြတယ်။အောင်ပွဲခံပါတီလုပ်နေကြရလေ။ Fred နဲ့ George တို့လည်းမိဖို့ရောင်တွေကကိတ်မုတ်တွေပါတွေသွားနှိုက်လာကြသေးတယ်။အဲ့ဒါကြီးခဏထားအောင်လို့Harry ကအသက်ရှူမဝတဲ့လေသံနဲ့ပြောလိုက်တယ်။လွတ်တဲ့အခန်းတစ်ခန်းအမြန်ရှာရအောင်။ငါပြောမအောင်နားထောင်ကြအောင်။ Harry ကအခန်းတစ်ခုထဲမှာ Peeves ရှိမနေရသေးကြအောင်စစ်ပြီးမှတကားပိတ်ပြီးသူမြင်ခဲ့ကြားခဲ့တာတွေကိုအကုန်ပြောပြလိုက်ပါတယ်။ Ron ကဒါဆိုငါ့ကိုထင်တာမှန်နေရပဲ။အဲ့ဒါမှော်ကြောက်တုံးပဲ။ Snape ကအဲ့ဒါကိုယူလို့ရအောင် Quirrell ကိုအတင်းကျပ်ကူညီခိုင်းနေ။ Fluffy ကိုဘလို့ကြော်ရမလဲသိလားလို့လည်းသူမေးတယ်။ပြီးတော့ Quirrell ရဲ့မှော်အတက်ဆိုတာကိုလည်းပြောသွားသေးတယ်။ငါထင်တော့ကြောက်တုံး Fluffy တကောင်နဲ့နေမဟုတ်ပဲတခြားစောင့်ကြက်ထားတဲ့အစီရင်တွေအများကြီးရှိနေဦးမှာပဲ။ Snape ကြော်ဖြတ်ဖို့လိုတဲ့မှော်နဲ့ကာကွယ်ရေးမန်နန်တချို့ Quirrell ကစီရင်ထားတာဖြစ်လိမ့်မယ်လို့ပြောလိုက်တယ်။ဒါဆို Quirrell က Snape ကိုအရှုံးမပေးသေးတော့ကြောက်တုံးကလုံခြုံနေဦးမှာပေါ့ဟုတ်လား။ Hermione ကစိုးရိမ်တကြီးမေးလိုက်တယ်။ဒါမဲ့အင်္ဂါနေ့လောက်ဆိုရင်တော့ကြောက်တုံးကပါသွားလောက်ပြီလို့ Ron ကခံမှန်းလိုက်ပါတော့တယ်။ဒီလိုအကြောင်းအရာမျိုးတွေကိုဆက်လက်နားထောင်ကျင်သေးတယ်ဆိုရင်တော့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။ကျေးဇူးတင်ပါတယ်။